တင်းရဲ့အာယုံကြောစနစ်ကိုအားကောင်းစေဖို့အောက်မှာဖော်ပြထားတဲ့အသီးအနှံနဲ့အစားအစာတွေကိုစားသုံးပေးသင့်ပါတယ်။အသီးအနှံတွေဘယ်ရီသီးတွေဘလူးဘယ်ရီစတော်ဘယ်ရီခရင်ဘယ်ရီအာယုံကြောပျက်စီးတာကိုပြန်ကောင်းစေပြီးရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ဖလေဘိုနိုက်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ citrus အသီးတွေလိမ္မော်သီး grapefruit အာယုံကြောဆဲလ်တွေကိုကာကွယ်ပေးပြီးကောလာဂျင်ထုတ်လုပ်ပေးတဲ့ဗီတာမင်စီဓာတ်တွေအများကြီးပါပါတယ်။စပျစ်သီးနဲ့ချယ်ရီသီးရောင်ရမ်းမှုကိုတိုက်ဖြတ်ပေးတဲ့ resveratrol ဓာတ်တွေပါဝင်ပါတယ်။ဟင်းသီးဟင်းရွက်တွေရွက်စိမ်းတွေဟင်းနုနယ်ကိုက်လန်ပန်းကော်ဖီစိမ်းအာယုံကြောချက်ပြမှုကိုကူညီပေးပြီးအာယုံကြောကိုကာကွယ်ပေးတဲ့မက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့အယ်ဖာလစ်ပိုအက်ဆစ်ဓာတ်တွေပါဝင်ပါတယ်။ B12 အာယုံကြောလှုပ်ဆောင်ချက်ကိုကောင်းမွန်စေတဲ့ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါပါတယ်။ကစွန်းဦးဓာတ်တိုးဆန့်ကျင်ကာကွယ်ပေးပြီးအာယုံကြောအချက်ပြဓာတ်တွေထုတ်လုပ်ပေးတဲ့ဗီတာမင် A, C နဲ့ B6 ဓာတ်တွေပါဝင်ပါတယ်။အခြားအစားအစာတွေအခုံမာသီးနဲ့အဆိပ်အဆန်တွေဘာဒန်စစ်တစ်ကြားစိအာယုံကြောပျက်စီးတာကိုပြန်ကောင်းစေတဲ့ဗီတာမင် B မက်ဂနီဆီယမ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါပါတယ်။ပဲမျိုးမျိုးပဲနီလေးကလာပဲအာယုံကြောပြန်လည်ကောင်းမွန်ဖို့အတွက်လိုအပ်တဲ့ဗီတာမင် B နဲ့ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ထောပတ်သီးအာယုံကြောအချက်ပြမှုကောင်းမွန်စေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီနဲ့ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါပါတယ်။အဆီများတဲ့ငါးဆယ်မွန်ငါးမက်ကရင်ငါးရောင်ရမ်းမှုကိုလျော့နည်းစေတဲ့အိုမီဂါ3ဖက်တီအက်ဆစ်ဓာတ်တွေအများကြီးပါပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေတခြားအလွန်ကျွံအရက်နဲ့ကဖင်းဓာတ်တွေကိုရှောင်ကျဉ်ပါဒါတွေကအာယုံကြောကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်နော်။